ကျွန်တော်နားတော့ပြည့်နေပြီကွာဟာဒီဘက်ကလည်းပြည့်နေတယ်ဟာခဏဟာကွာဒီခွေးရတော့ငါအနေနဲ့ဝင်အကုန်လုံးနော်တော်ကြဘာပြုံပြီလာမကူတော့သူလိုက်ပြက်လာမပြင်းနဲ့မကူတော့ဘယ်ကချိုးနေကြယူသွားမယ်သွားမယ်လိုက်ပြေးလေတော့အကောင်လေးပြေးလို့ဒီစမှာထိုင်နေတာကောင်းတယ်ထိုင်နေလိုက်အောင်သူလိုက်ပြက်လေပြက်တောင်းရောက်လွတ်သွားလို့ဒီဘက်ကိုပြေးတာတွေ့လား